ကိုရရှင်ဖျားသားသမီးတို့အသက်တာတန်းမှာအတိကအရေးကြီးတာဘုရားရှင်ရဲ့ဖွင့်ပြခြင်းနဲ့ဘုရားရှင်အလိုတော်ဖြစ်ပါတယ်ကောင်းကင်ဘုံ၌ရှိသောကျွန်ုပ်တို့၏အဖကိုယ်တော်၏နာမတော်၌ရိုသေလေးမြတ်မည်မြတ်မတော်၌အကျွမ်းမဲ့ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုသာမျှော်ကြည့်လျက်ဆုတောင်းနေသည်ကောင်းကင်ဘုံ၌ရှိသောကျွန်ုပ်တို့၏အဖကိုယ်တော်၏နာမတော်၌ရိုသေလေးမြတ်မည်မြတ်မတော်၌အကျွမ်းမဲ့ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုသာမျှော်ကြည့်လျက်ဆုတောင်းနေသည်နာရှိရနဲ့မကြနိုင်သူမျက်နှာပါလျက်ကမ်းနေသူအစင်လာတွေတဲ့လမ်းပြောက်သူတမလုံးကိုလည်းမကြောက်တတ်သူအချိန်တိုင်းတွေ့ဆိုရင်သူတမတရားအတားစီနေတော်သူအဖဖေယာကိုသူများအလင်းစေပါဖယားရှိရဲ့နဲ့အားငယ်သူအရာရာကိုကြောက်တတ်နေသူရင်ဆိုင်ရန်ခက်ခဲနေသူငါတွေရှာရင်မိုးချက်သူသမတရားတိုင်းမရက်တည်သူကိုရရှင်အဝေးဝေးနေတော်သူအဖဖေယာတို့သူများအသနာမူပါယေရှုဖေယာနာမတော်၌ကျွန်ုပ်ဆုတောင်းပါ၏ရှိရဲ့နဲ့မကြနိုင်သူမြင်နိုင်ပါလျက်ကမ်းနေသူအစင်အလာတွေတဲ့လမ်းပြောက်သူတမလုံးကိုလည်းမကြောက်တတ်သူအချိန်တိုင်းတွေ့ဆိုရင်သူတမတရားအတားစီနေတော်သူအဖဖေယာသူများအလင်းစေပါဖယားရှိရနဲ့အားငယ်သူရာရာကိုကြောက်တတ်နေသူစင်ကြင်ရန်ခက်ခဲနေသူငါတွေရှာရင်ဘုံချက်သူသမတရားအမရတည်သူမန်ကန်ရအတွက်မဆုံးဖြတ်ဝန်တော်သူအဖဖေယာတို့သူများအလင်းစေပါအဖဖေယာတို့သူများအသနာမူပါယေရှုဖေယာနာမတော်၌ကျွန်ုပ်ဆုတောင်းပါ၏